တို့ဟာကြောက်ဆယ်မြို့မှာအနောက်သို့6မိုင်အကွာကြောက်ဆယ်တံတားဦးကားလမ်းတောင်ဘက်ကြောက်ဆယ်မြို့နေကြောင်ပန်းကုန်းကြီးရွာအုပ်စုညောင်မေဆောက်ကြီးရွာနဲ့ငယ်တိုးကြီးရွာကြားတည်ရှိပြီးအကျယ်အဝန်းမှာ25ဧကရှိပါတယ်။ဥကုန်းကြီးအတွင်းကထွက်ပေါ်လာတဲ့ရှင်ပင်ရွှေကူကြီးမြတ်စွာဘုရားဆိုတာအနော်ရထာမင်းလက်ထက်ကပကန်းနေပြည်တော်ကြီးရဲ့စပကြီးဒေသဖြစ်တဲ့စမုံစမာဇော်ကြီးပန်းလောင်နဲ့ဒုထဝရီမြစ်တို့ဖြတ်တန်းစီးဆင်းရာကြောက်ဆယ်တွင်မြေမှာလယ်တွင်ဆက်တကရိုင်မျိုးများအဖြစ်မြစ်သားမြို့နယ်တွင်ပင်လယ်ပြည်မနာမြစ်သားတို့ကို၎င်းကြောက်ဆယ်မြို့နယ်တွင်ရမုံမြင်းခုံတိုင်းပနံတမုံနဲ့တင်တောင်းတို့ကို၎င်းစစ်ကိုင်မြို့နယ်တွင်မက်ခရာတပြက်တန်နဲ့ခံလူတို့ကို၎င်းအခိုင်အမာတည်ခဲ့တယ်လို့ဆိုပါတယ်အခုရှင်ပင်ရွှေကူကြီးရှိရာနေရာလေးကတော့ဒီလယ်တွင်းဆက်တခရိုင်ခံမျိုးများထဲမှာတမျိုးအပါဝင်ဖြစ်တဲ့တမုတ်မျိုးဟောင်းရဲ့တနေရာထဲမှာတည်ရှိတာဖြစ်ပါတယ်။မျိုးဟောင်းကုန်းရဲ့အတွင်းဘက်အရှိတောင်တောင်မှာရှိနေပြီးတရားဦးကလန်းကနေတောင်ဘက်ကိုကွေးလိုက်တာနဲ့မြေလန်းလေးအတိုင်းနည်းနည်းလေးဝင်သွားရင်ပဲစိမ့်ဆုံနေတဲ့တစ်ပင်အုပ်လေးတွေအတွင်းမှာအမခန်းလက်ရာတွေနဲ့အတူတမုတ်ရွှေကူကြီးကိုတွေ့ရမှာဖြစ်ပါတယ်။အစင်လာပြောစကားမှာတော့အနော်ရထာမင်းကြီးကပန်းလောင်မြေရိုးတစ်လျှောက်ကခံမြို့ကိုမြို့အနီးမှာရွှေကူစီရီကိုစုတီး